COVID-19 လိုမျိုးကြောက်စရာကောင်းတဲ့ virus တစ်ခုလူတွေမှာစဖြစ်နေပြီးတော့လူ3ယောက်တည်ဆုံးသွားခဲ့ပါပြီရဲ့အဲ့ virus နာမည်က Hunter virus ဖြစ်ပြီးတော့အရင်ကတည်းကရှိပါတယ်ဒါပေမဲ့အဲ့ကောင်ကကြွက်တင်မှာပဲဖြစ်ပြီးတော့အခုလူတွေစီကိုကူးစက်လာခြင်းဖြစ်ပါတယ် COVID-19 တော့လည်းအဲ့လိုမျိုးပဲလင်းတို့တွေမှာစဖြစ်ပြီးတော့နောက်ပိုင်းမှာလူတွေစီကူးစက်သွားခြင်းဖြစ်ပါတယ်ဖြစ်စဉ်ကိုပြောပြရရင်တော့အာဂျင်တီးနားကနေတောင်အာဖရိကသွားတဲ့လူ150ကျော်ပါတဲ့အပျော်စီးတင်မောကစဖြစ်ခဲ့ပါတယ်အဲ့ဒီခီးစဉ်မှာအသက်80ကျော်အဖိုးအိုကဖျားနာပြီးတော့တင်မောပေါ်မှာဆုံးသွားတယ်ပြီးတော့လေးစိတ်ရှိရဲ့ဂျုံကိုတင်မောဆိုင်တဲ့အခါမှာသူ့ရဲ့မိန်းမဖြစ်သူကအဖိုးကြီးအလောင်းကိုပြန်တယ်ဖို့လုပ်တယ်အဲ့ဒါနဲ့အဖွားကြီးကလည်းလေးစိတ်ကိုရောက်တဲ့အချိန်မှာမူးလဲပြီးတော့ဆေးရုံရောက်သွားတယ်ဆေးရုံရောက်ပြီးမကြခင်မှာဆုံးသွားခဲ့လို့သိရှိရပါတယ်နောက်ထပ် Dutch လူမျိုးတယောက်ဆုံးသွားတဲ့အခါစစ်ဆေးကြည့်တဲ့အခါမှာ Hunter virus ဖြစ်နေအောင်သိရှိရပါတယ်အခုလောလောဆယ်တင်မောပေါ်မှာရှိတဲ့148ယောက်လုံးကိုချစ်ပိတ်ထားရလို့သိရှိရတယ်အဲ့ဒီထဲကတယောက်ကို Hunter virus ဖြစ်နေကြောင်းအတည်ပြုထားပြီးတော့တန်တရားရှိသူကျန်တဲ့9ယောက်ကိုစောင့်ကြည့်နေပါတယ်အဲ့လိုမျိုးယောဂလက္ခဏာကိုပြဖို့အတွက်ကူးစက်ပြီးတစ်ပတ်ကနေ10ပတ်လောက်ကြာလို့သိရှိရပါတယ်ဒီ Hunter virus ရဲ့ယောဂလက္ခဏာ COVID-19 နဲ့တူတယ်အဆုတ်ကိုထိရဲလူကိုအားနေစေရဲအသက်ရှူရခက်စေရဲလို့သိရှိရပါတယ်ပြီးတော့ကုသဖို့လည်းဆေးမရှိသေးဘူးယောဂလက္ခဏာကိုပဲတက်တောက်အောင်လုပ်နိုင်ပါတယ်ဒါပေမဲ့ COVID-19 နဲ့မတူတဲ့ချက်ကကြောင့်လူချင်းကူးစက်ဖို့အတွက်ခက်ခဲပါတယ်အဲ့ချက်ကနည်းနည်းတော့စိတ်အေးရတယ်ပေါ့နော်ဘလို့ကူးလဲဆိုတော့ကြွက်သွေးတွေကြွက်ချီးတွေကြွက်သေးတွေကိုကင်မိရတစ်စင်ကူးပါတယ်တကယ်လို့မကင်မိရင်လည်းကြွက်ချီးမှာရှိယောဂဘူးကလေးတွေကိုပြန့်နှံ့သွားတယ်အဲ့ဒါကိုရှူမိရင်လည်းယောဂကူးစက်နိုင်ပါတယ်အဲ့လိုအိမ်မှာကြွက်တွေရှိလို့ရှိရင်ဒီချက်ကိုတတိထားပြီးတောင်းဆိုချင်ပါတယ်ဗျဟုတ်ကဲ့ပါဘာဆက်ဖြစ်မလဲဆိုတော့တခြားမသိဘူးဒါပေမဲ့နိုင်ငံတကာကတော့တော်တော်လေးကိုစောင့်ကြည့်နေကြတယ်ဘာထူးမလဲဘလို့ပိတ်ပင်ရမလဲဘလို့ကာကွယ်ရမလဲဆိုတော့စောင့်ကြည့်နေကြတယ်ဗျဒီသတင်းကိုမပေါ့ရော့ပဲနဲ့နားဆွန့်ပေးကြပါလို့တို့တောင်းဆိုချင်ပါတယ်တကယ်လို့ကျွန်တော်ထူးခြားရရှိနေကျွန်တော်တင်ဆက်ပေးပါမယ်ဗျဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်